လေးဘာလို့မျက်ရည်ကြနေလဲ ကောင်းမလေးနဲ့ဆင်ပြီးလို့ ။ဘာဒီမှာတော့ဖုန်းတစ်ပါးတော့ရှိရကွာ။ဒါပေမဲ့ तू ကတော့အမှန်ကြီး ဘလူးကြီးတော့ကိုရင်ကကောင်းမလေးနဲ့အဆင်မပြေလို့လေဖုန်းဖျားနေတွေ့ ဖုန်းမဟုတ်ဗျာ ကိုရင်တော့ပေါ့ ။ဒီကိုရင်လေးကဘာလို့မျက်ရည်ကြနေရလဲလို့မေးလိုက်တော့ကောင်းမလေးနဲ့အဆင်ပြေလို့ပါတဲ့ဖေ။ ဟုတ်လားချစ်သားရ ဟုတ်လားချစ်သားအော်ဘလူးကြီးလုံးတာတော့ ဒီမှာတရားတစ်ပုဒ်ရှိပြီနားထောင်ကြည့်မယ် နေမှာဗျာ အစားနော် နေမှာ တရားဟောမှာ အချစ်ကြောင့်များမသိခဲ့စဉ်ငယ်စဉ်ကအသက်ရွယ်မှာ စောပိုင်တချင်း လောက်တဲ့အချစ်မျိုးလေးကိုယ်တိုင်မတွေ့မိသေးပါရှားစဝင်းမှာတွေ့ကြမယ်ခြေခွဲချင်းမျိုးနဲ့ဖုံဖုံတို့ပြိတ္တမကြုံမှုသေးပါဒီအချိန်မှာမကြခြင်းဆုံးကတော့မုန်းတဲ့စကားပါစကားလေ ပြီးတော့မမင်းနေတာဖေးက အလုံးသားလေးလေးရင်ကုန်လုံးလေးထိချုပ်လို့ကပ်ပြီးနောက်ဆုံးတော့မိနေမှလေးချစ်တတ်ပြီးဘော စောပိုင် ဒီ စော ကို ပိုင် ကြီးအမှန်တည်းပဲခေါ်တာဗျာ အော်ကိုရင်နေလဲဒါဟာတာလေးတွေစော့တာဖြစ်မှာပါပေါ့နော်ကောင်းတဲ့ဘက်ကကြည်ပေးကြပါလို့နော်ဟာတာလေးတွေစော့တာဖြစ်မှာပါနော်ဘာဖြစ်လို့လဲဆိုတော့ကိုရင်နေရလဲဟာတာစော့ခြင်းရိုက်ပေးတဲ့လူကပဲဇလန်းစင်တာလားမသိနော်နောက်ဆိုရင်တော့ဒါမျိုးလေးတွေမစော့စေချင်ဘူးပေါ့နော်အမြင်မှားအထင်မှားတွေဖြစ်တတ်တယ်ပေါ့နော်တပိတော့နားလဲပေးနိုင်ပေမဲ့နားမလဲပေးနိုင်တဲ့အရာတွေလည်းရှိကြတယ်ပေါ့ဘာသာရေးဘက်ကကြည့်လို့ဆိုရင်တော့ဒါမျိုးတွေမဖြစ်သင့်ဒီလိုဇလန်းလေးတွေမရိုက်သင့်ဘူးအများကြီးပေါ့နော်ရိုက်လို့ရဖျားဝတ်တက်တဲ့ပုံလေးတွေဖျားဝတ်တက်တဲ့ဗီဒီယိုဖိုင်လေးတွေဒါမှမဟုတ်စာတင်တဲ့ဗီဒီယိုဖိုင်လေးတွေဆုံးခံတဲ့ဗီဒီယိုဖိုင်လေးတွေအများကြီးပေါ့နော်ဟိုဒါမှမဟုတ်ဒီပြစီလဲတာတို့အများကြီးပေါ့ဟိုလုပ်လို့ရတယ်ပေါ့နော်တင်လို့ရတယ်အဲ့ဒါမျိုးလေးတွေတင်ရင်တော့ပိုကောင်းမှာပေါ့ဒီပုံစံကြီးကြတော့မသိတော့ဘူးကိုရင်နေဇလန်းစင်ရိုက်တဲ့အချိန်မှာကိုရင်နေကကောင်းပါလေးနဲ့ပြတ်တာတို့နော်ပြောသချင်းစောပိုက်သချင်းယူဆိုတာတို့ဖုံဖုံနေရာမှာတရုပ်ဆောင်ပြီးတော့ဆိုတော့ကိုရင်တွေကရုပ်ရှင်ရိုက်တယ်လို့ဖြစ်နေတယ်ကိုရင်တွေကဟိုဇလန်းရိုက်တယ်လို့ဖြစ်နေတာပေါ့နော်တောင်းပန်ပါတယ်လို့နော်အပြစ်ပြောခြင်းတော့မဟုတ်ပါဘူးတင်ရင်လို့လည်းတင်တာမဟုတ်ပါဘူးပေါ့နော်ဒီဗီဒီယိုဖိုင်လာပို့ထားလို့ဦးအမြင်ကိုဘယ်လိုမြင်လဲလို့မေးလို့ဘယ်လိုမြင်လဲဆိုတော့မတင်သေးဘူးလို့တော့ထင်တာပေါ့နော်မတင်သေးဘူးထင်တာမဟုတ်မတင်အောင်မတင်နေတာဒီလိုပုံစံမျိုးတွေ